မနေ့ကငလင်ကြီးလှုပ်ခတ်မှုကြောင့်ပြည်သူအများအပြားငလင်တန်တင့်နေချိန်မှာစစ်ကောင်စီစစ်တပ်ကတော့လေကြောင်းကနေဘုံကျဲမပြတ်ခဲ့ပါဘူး။မန္တလေးမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်နယ်မြေဒေသ6ခုမှာတေဆုံးထိခိုက်မှုများနေချိန်အာဏာသိမ်းစစ်တပ်ကနောင်ချိုမြို့နယ်နောင်လင်းရွာကိုတိုက်လေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ AR Richter Scale 9.9ရှိတဲ့အလွန်ပြင်းထန်တဲ့ငလင်ဟာမန္တလေးမြို့အရှေ့မြောက်ဘက်20ကီလိုမီတာခန့်အကွာကိုဗဟိုပြုကမနေ့ကမွန်းလယ်12:52မိနစ်မှာလှုပ်ခတ်ခဲ့ပြီးတဲ့နောက်စစ်တပ်ဟာနောင်လင်းရွာကိုမွန်းလယ်2နာရီကျော်မှာဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။နောင်လင်းရွာဟာငလင်ဗဟိုချက်နေရာနဲ့မြေပြင်မြင်းပြောက်အတိုင်း45မိုင်ခန့်ကွာဝေးပြီးတော့ဘုံကျဲခံရမှုကြောင့်တနုအမျိုးသားလူမျိုးရေးတပ်မတော် DPLA တပ်ဖွဲ့ဝင်အမျိုးသမီး6ဦးနဲ့အမျိုးသား2ဦးတေဆုံးခဲ့ရကြောင်းသိရပါတယ်။ငလင်တန်ခန်းစားနေရခြင်း၄ကြောင်းတတိပေးချက်ဝင်လာတဲ့အတွက် DPLA တပ်ဖွဲ့ဝင်တွေအနေနဲ့ဘုံကိုချင်းအတွင်ဝင်ပြေးချိန်မှာဘုံတိကျရောက်ပောက်ကွဲခဲ့ကတည်ဆုံးခဲ့ရခြင်းဖြစ်ကြောင်း DPLA တပ်ဖွဲ့ဦးဆောင်သူတွေကသတင်းဌာနတွေကိုဖြေကြားထားပါတယ်။ဒီကနေ့မတ်လ26ရက်ညပိုင်းကလည်းနောင်ချိုမြို့နယ်အတွင်းမှာရှိတဲ့အုံမခါ30ရွှေညောင်ပင်ရွာတွေကိုလေကြောင်းကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား4ဦးတည်ဆုံးခဲ့က4ဦးဒဏ်ရာရခဲ့ပြီးတော့ဒီကနေ့မတ်လ16ရက်မှာလည်းနောင်ချိုမြို့မှာရှိတဲ့စိန်ရတနာပရိယတ်တိစာတင်တက်ကိုဘုံကျဲမှုကြောင့်တန်ဃာတော်အပါအဝင်9ဦးတည်ဆုံးခဲ့က18ဦးဒဏ်ရာရခဲ့ပါတယ်။